အဲ့ဒီ sense မှာကငါးလေးတွေကကြီးလာပြီအဲ့တော့ကျွန်တော် quality grade ရောင်းနေတဲ့မှာကန်ကျယ်ပေးဖို့လိုတဲ့ကောင်လေးရှိတယ်အဲ့တော့အဲ့ကောင်လေးတွေကန်ကျယ်ပေးမယ်ကန်ကျယ်ပေးဖို့အတွက်ဆိုရင်တော့ငါးတစ်ကောင်က2လက်မခွဲ3လက်မလောက်ဆိုရင်တော့2ပေတပေအမြင့်16 18ကန်လေးနဲ့ပေးတင်ပြီအဲ့တော့ဒီတဲ့ကောင်လေးတွေမျိုးပေါ့ဒီကောင်လေးဆိုရင်ကျွန်တော်ကန်ကျယ်ပေးဖို့လိုနေပြီအဲ့တော့ဒီကောင်လေးတွေကန်ကျယ်ပေးမယ်သူတို့ကကန်ကျယ်ပေးလိုက်တာနဲ့တခါတည်းဖွင့်ထွက်လာမှာဗျဒီလိုတကောင်နဲ့တကောင်ကန်ထားတာနဲ့တကောင်နဲ့ကန်ကျယ်ပေးတဲ့ငါးနဲ့မတူဘူးအဲ့တော့ဒီကောင်လေးတွေအတွက်ကတော့ကျွန်တော်ကန်ကျယ်ပေးဖို့အရွယ်ရောက်ပြီအဲ့တော့ဒီကောင်လေးတော့တိတ်စိတ်တိုင်းမကြသေးဘူးကျွန်တော်စိတ်တိုင်းကြတဲ့တကောင်ရှိတယ်အဲ့ကောင်ကကန်အရန်ကျင်းနေပြီဗျကန်ရန်ကျင်းနေပြီဆိုတော့ဒီကောင်ကိုကန်အကျယ်ကြီးနဲ့ပေးမယ်ဘယ်ကောင်ကိုပေးမလဲဆိုတော့ကျွန်တော်ဒီဘက်ချမ်းပါပဲဒီဘက်ချမ်းပါပဲရှိတယ်ကျွန်တော်စဉ်းစားထားတာတော့ဒီကောင်လေးကိုတော့ပေးမယ်ပေါ့ဒီကောင်ကန်ကကျင်းသွားပြီသူ့အနေနဲ့ကြတော့ကျင်းပြီဆိုတော့ကျွန်တော်တခါတည်းဖမ်းမယ်ငါးတကောင်ကိုတနေရာနဲ့တနေရာရွှေ့ဖို့ကလည်းကျွန်တော်ရေ temperature ညှိဖို့တော့လိုတယ်ကျွန်တော်ကတော့ကျွန်တော်ကန်ကျယ်ပေးမဲ့ကန်မှာ temperature ညှိပြီးသွားပြီအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကတခါတည်းဖမ်းပြီးထည့်မယ်ကဲငါးကလည်းသေးတော့မနှဲဖမ်းရတယ်ဗျအိုးမနှဲဖမ်းရတယ်အဲ့တော့စိတ်မြောက်မြောက်တော့ရလာပြီမြန်လေးပဲထည့်လိုက်မယ်ဒါကတော့လုံးဝကွက်တိကန်ပေါ့ဒီကန်မှာဆိုရင်ကျွန်တော် sponge လေးနဲ့ဆင်ထားတယ်အောက်ခင်းသေးလေးပေးထားတယ်ငါးတစ်ကောင်နဲ့တစ်ကောင်ကလည်းစော့ပုံစော်နီးမတူဘူးဗျအဲ့တော့ဒီလိုတချို့ငါးလေးကြောက်လေကြောက်ခဲလေးကြိုက်တယ်ဒီသဲတွေထည့်တာကတော့အညစ်ကြေးရှင်းတဲ့အခါကျရင်နည်းနည်းအလုတ်ရှုပ်တတ်တယ်ဒါပေမဲ့ကျွန်တော်ကတော့ကြိုက်လို့ထည့်တယ်ဒီမှာဆိုရင်ကျွန်တော် heater ပါမယ် sponge နဲ့ပါမယ်အဲ့တော့ဒီကောင်လေးကိုကန်ကျဲကြောင်းမယ်စိတ်ဝင်စားတဲ့ bro လည်းလာမေးလို့ရပါတယ်အားလုံး thank you ပါ